1388 ခုနှစ်နေဦးလပြည့်15ရက်30ရက်5လ2026စနေနေ့ကိုမင်္ဂလာနေ့ဖြစ်သတ်မှတ်ကစကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ဒီပဲမြို့နယ်တီတော်ကြီးပါလေဦးစောမောင်ဒေါ်တောင်းတင်ဦးကြည်အောင်ဒေါ်ထေးရီတို့ရေမတ်အင်ချင်းဖြူရီမောင်ဟိမင်းထွန်းမတ်ခင်သစင်တို့ရေကိုဦးညိုဝင်းဒေါ်နုတို့ဤသားမောင်ချမ်းငိတ်အောင်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ခေဦးမြို့နယ်ရာတော်ကြီးပါလေဦးညိုစိတ်ဒေါ်တန်ဤဦးကံရဒေါ်ရွှေမန်တို့ဤမြေကိုဖိုးချစ်ကိုဖိုးခိုင်မတ်ဤသေးကိုချမ်းငိတ်မတ်နွယ်အေးကိုဖိုးသေးတို့ဤညီမဦးတူဒေါ်မဲတို့ဤသမီးမတ်နွယ်ထေးတို့ဤအဝါဟုဟာမင်္ဂလာတပင်ကျင်းပထနာကြောက်ချင်းမရကိုတော့ဂုံတေးရှိလူချင်းမင်းအပေါင်းရွှေမတင်ကပေါင်းတို့မင်္ဂလာတို့သားမောင်ချမ်းငိတ်အောင်မင်္ဂလာတို့သမီးမတ်နွယ်ထေးတို့နဲ့ဦးတိုက်ပြဒေါ်စေးတာကိုစင်မျိုးအောင်မနိုင်မလို့ဒီဆောင်နာတော့ဆွဲကပါတန်ချစ်ဆန်မန်တက်လိသားစုမှာသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ရှိပါတယ်ခင်ဗျာတွေ့ခိုင်းနေလို့လားတနေ့ချင်းတို့မင်္ဂလာပွဲမှာနေနဲ့လားရွှေနေညလို့လိုက်ဖက်ညီနေတာမတော်ကောင်းမိပါများလဲပီတိငွေဖြာတနေ့ချင်းပေါင်းတင်များနဲ့ဆွေမျိုးစုံစွာဒီမင်္ဂလာရဲ့မြတ်မပြီးနှစ်ပေါင်းတရားထိပေါင်းညာလေးကြောင့်ဆုတောင်းပတနာမင်္ဂလာရှိလာတော့အခုလိုအချိန်ခါလေးမှာကျင်းပပြုလုပ်တော့မင်္ဂလာအကံပွဲရှိမင်္ဂလာသူတို့သားမောင်ချမ်းညိအောင်မင်္ဂလာသူတို့သမီးမတ်နွယ်ထေးတို့ဇနီးမောင်နဲ့နှစ်ယောက်စလုံးသက်ဆုံးတိုင်ဘေးတူပြီးပြပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေချစ်ချင်းမေတ္တာနဲ့ပြည့်စုံပြီးတရားအေးချမ်းတဲ့မိသားစုဘဝလေးကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေကြောင်းဒီပွဲမှာနွေပီယံပြင်ကျောင်းစွာဖြင့်တေးတော်အလှလေးများကိုဖွင့်ပြသုံးတော်ခံနေဦးတိုက်ပြည်ဒေါ်စေးတာကိုစင်မျိုးအောင်မနိုင်မလို့ဒီဆောင်လာတော့ဆွဲကပါအတန်ချင်းစံနဲ့မန်တက်မိသားစုစုတော်မီတာပုတ္တလေးရပါလိမ့်ခင်ဗျာဆွဲကပါအတန်ချင်းစံရောက်တဲ့နေရာတိုင်းမှာချစ်သူတိုင်းညားလေညားသူတိုင်းချစ်နိုင်ကြပါစေလို့တင်စင်ပြီးရွှေမီတာပုတ္တလေးရပါလိမ့်ခင်ဗျာပုတ္တလေးရပါလိမ့်ခင်ဗျာပျော်ရွှင်မှုနဲ့စိတ်ချမ်းမြေသည်လိုတိုင်းတာတိုင်းရဖို့တောင်းစုပနာချွေပျော်ရွှင်မဆုံးနေရလေးတွေပိုင်ရပါစေအချင်တော်များဆက်တဲ့တုံးလို့ခိုင်မြဲပါစေဒီမင်္ဂလာရဲ့မြတ်မလေးတို့သားတို့သမီးအိုအောင်မင်းအောင်ပေါင်းဖက်ရပါစေငွေကိန်းနဲ့စတလုံးလိုက်ဖက်နေမှုကြီးကလိုက်ဖက်နေမှုကြီးကမြင်ရသူအပေါင်းရွှေဘဝင်ချမ်းမြေအောင်ကိန်းနေရအထူးဆုံးတွေ့သလိုဘဝအဆက်ဆက်ပါရမီပြည့်ပဲဖြစ်နိုင်ကြပါလေ1388ခုနှစ်နေဦးလပြည့်15ရက်30ရက်5လ2026စနေနေ့ကိုမင်္ဂလာနေ့ဖြစ်သတ်မှတ်ကစကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ဒီပဲမြို့နယ်တီတော်ကြီးပါလေဦးစောမောင်ဒေါ်တောင်းတင်ဦးကြည်အောင်ဒေါ်ထေးရီတို့ရေမတ်အင်ချင်းဖြူရီမောင်ဟိမင်းထွန်းမတ်ခင်သစင်တို့ရေကိုဦးညိုဝင်းဒေါ်နုတို့ဤသားမောင်ချမ်းငိတ်အောင်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ခေဦးမြို့နယ်ရာတော်ကြီးပါဦးညိုစိန်ဒေါ်တန်ဤဦးကံရဒေါ်ရွှေမန်တို့ဤမြေကိုဖိုးချစ်ကိုဖိုးခိုင်မတ်ဤသေးကိုချမ်းငိမ့်မတ်နွယ်အေးကိုဖိုးသေးတို့ဤညီမ
ဦးတူဒေါ်မဲတို့၏တမီမှန်နွယ်နွယ်ထေးတို့၏အဝဟာဟုဟာမင်္ဂလာတပင်ကျင်းပဌာနကြောက်ချင်းမရကိုသောဂုံတေရှိယူချင်းမင်းအပေါင်းဆွေမတင်ကပေါင်းတို့မင်္ဂလာသူတို့သားမောင်ချမ်းမြေအောင်မင်္ဂလာသူတို့သမီးမှန်နွယ်နွယ်ထေးတို့နှင့်ဦးတိုက်ပြည်ဒေါ်ဆယ်တာကိုစင်မျိုးအောင်မနိုင်မလို့ဒီကြောင့်နာတော့ဆွဲကပါတန်ချဲဆန်မန်တက်မိသားစုမှာအထူးပဲကျေးဇူးတင်ရှိပါလေခင်ဗျာကျေးဇူးတင်ရှိပါခင်ဗျာ တွဲလက်တွဲခိုင်မြဲလို့သာတငယ်ချင်းတို့မင်္ဂလာပွဲမှာနေနဲ့လားရွှေနဲ့ညလို့လိုက်ပတ်ညီနေတာမတော်သုံးမိပါများလေပီတိငွေပြာတငယ်ချင်းပေါင်းတင်များနဲ့ဆွေမျိုးဆုံစွာဒီမင်္ဂလာရဲ့မြတ်မပြီးနှစ်ပေါင်းတရားထိပေါင်းညာတွေကြောင့်ဆူတောင်းပတနာ ပျော်ရွှင်မှုနဲ့စိတ်ချမ်းမြေသည်လူတိုင်းကတာတိုင်းရဖို့တောင်းစုပနာချွေပျော်ရွှင်မဆုံးတဲ့ရလေးတွေပိုင်ညပါစေအကျဉ်းတော်များစထက်တုံးလို့ခိုင်မြဲပါစေဒီမင်္ဂလာရဲ့မြတ်မလေးတို့သားတို့သမီးအိုအောင်မင်းအောင်ပေါင်းဖက်ရပါစေ မင်္ဂလာရှိလာတော့အခုလိုအချိန်ခါလေးမှာကျင်းပပြုလုပ်တော့မင်္ဂလာအကံပွဲရှိမင်္ဂလာသူတို့သားမောင်ချမ်းမြေ့အောင်မင်္ဂလာသူတို့သမီးမန်းနွယ်နွယ်ထေးတို့ဇနီးမောင်နဲ့နှစ်ယောက်စလုံးသက်ဆုံးတိုင်အေးတူပြင်းမြပျော်ရွှင်စွာပေါင်းဖက်နေကြပါစေချစ်ချင်းမေတ္တာနဲ့ပြည့်စုံပြီးတရားအေးချမ်းတဲ့မိသားစုပွားလေးကိုထောက်ရပိုင်ဆိုင်နိုင်ကြပါစေကြောင်းဒီပွဲမှာနွေပီယံညင်ညောင်းစွာဖြင့်တေးသွားအလားလေးများကိုဖွင့်ပြသုံးတော်ခန်းနေဦးတိုက်ပြည်ဒေါ်ဆယ်တာကိုစင်မျိုးအောင်မနိုင်မလို့ဒီကြောင်နာတော့ဆွဲကပါအတန်ချင်းစံမန်တက်မိသားစုစူတော်မီတာပို့တာလေးရပါလိမ့်ခင်ဗျာဆွဲကပါအတန်ချင်းစံရောက်တဲ့နေရာတိုင်းမှာချစ်သူတိုင်းညာတယ်ညာသူတိုင်းချစ်နိုင်ကြပါစေလို့တင်စင်ပြီးရွှေမီတာပို့တာလေးရပါလိမ့်ခင်ဗျာပို့တာလေးရပါလိမ့်ခင်ဗျာ ရွှေကိန်းနဲ့စက်တလို့ငွေကိန်းနဲ့စက်တလို့လိုက်ဖက်နေမှုကြီးကလိုက်ဖက်နေမှုကြီးကမြင်ရသူအပေါင်းရွှေဘဝင်းချမ်းမြေအောင်ကိန်းနေရအထူးဆုံးတွေ့တယ်လို့ဘဝအဆက်ဆက်ပါရမီဖြစ်ပဲဖြစ်နိုင်ကြပါလေ